ကိုအောင်နဲ့ကိုထွန်းတို့ဟာမော်စရာရဲ့တပည့်တွေကိုအနိုင်ယူပြီးနောက်တင်းချိုင်းထဲမှာကြံရစ်ခဲ့တဲ့မော်ပညာတွေကိုဖျက်ဆီးခဲ့ကြတယ်။ဒါပေမဲ့သူတို့ဟာတင်းချိုင်းရဲ့လှုပ်ဝက်ချက်တွေအားလုံးကိုဖော်ထုတ်နိုင်ခဲ့ပြီလို့မယုံကြည်ခဲ့ဘူး။သူတို့နှစ်ဦးဟာတင်းချိုင်းရဲ့အတိတ်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုပိုပြီးသိကျင်ခဲ့ကြတယ်။မနက်မိုးလင်းတော့သူတို့ဟာတင်းချိုင်းကိုပြန်လဲစစ်ဆေးခဲ့ကြတယ်။တင်းချိုင်းကူတွေကိုတစ်ခုပြီးတစ်ခုလိုက်ကြည့်ပြီးထူးဆန်းတဲ့အရာတွေကိုရှာဖွေခဲ့ကြရင်တင်းချိုင်းကူတစ်ခုရဲ့အောက်ခြေမှာလှုပ်ဝက်အခန်းတစ်ခုကိုတွေ့ရှိခဲ့တယ်။အဲ့ဒီလှုပ်ဝက်အခန်းထဲမှာရှေးဟောင်းစာအုပ်တွေနဲ့မှော်ပစ္စည်းတွေကိုပါတွေ့ရှိခဲ့တယ်။သူတို့ဟာအဲ့ဒီစာအုပ်တွေကိုဖတ်ရှုပြီးမှော်ပစ္စည်းတွေကိုစစ်ဆေးခဲ့တယ်။စာအုပ်တွေထဲမှာတင်းချိုင်းရဲ့အစစ်အမှန်တမိုင်းကြောင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတွေ့ရှိခဲ့တယ်။တင်းချိုင်းဟာအရင်တုန်းကရွာငယ်လေးတစ်ခုဖြစ်ပြီးရွာသားတွေဟာမှော်ပညာတွေကိုအသုံးပြုပြီးအေးချမ်းစွာနေထိုင်ခဲ့ကြတယ်။ဒါပေမဲ့ဒီနေ့မှာမော်စရာတယောက်ရွာထဲကိုရောက်လာပြီးရွာသားတွေကိုမကောင်းတဲ့မှော်ပညာတွေကိုသင်ကြားပေးခဲ့တယ်။ရွာသားတွေဟာမကောင်းတဲ့မှော်ပညာတွေကိုအသုံးပြုပြီးတယောက်ကိုတယောက်ဒုက္ခပေးခဲ့ကြတယ်။ဒါကြောင့်နတ်ဖျားတွေဟာဒေါသထွက်ပြီးရွာကိုဖျက်ဆီးခဲ့ကြတယ်။ရွာသားတွေဟာတေဆုံးသွားပြီးရွာကြီးဟာဆိုရင်တင်းချိုင်းတစ်ခုဖြစ်သွားခဲ့တယ်။မော်စရာကလည်းလွတ်မြောက်သွားပြီးသူ့ရဲ့မကောင်းတဲ့မှော်ပညာတွေကိုဆက်လက်အသုံးပြုခဲ့တယ်။ကိုအောင်နဲ့ကိုထွန်းတို့ဟာတင်းချိုင်းရဲ့အတိတ်ကိုသိရှိခဲ့ပြီးမော်စရာဟာအခုထိအသက်ရှင်နေနိုင်တယ်လို့တန်တရားရှိခဲ့ကြတယ်။သူတို့ဟာမော်စရာကိုရှာဖွေပြီးသူ့ရဲ့မကောင်းတဲ့မှော်ပညာတွေကိုဖျက်ဆီးဖို့ဆုံးဖြတ်ခဲ့ကြတယ်။မော်စရာဟာတင်းချိုင်းနဲ့ဆက်နွယ်နေတဲ့လှုပ်ဝက်နေရာတစ်ခုမှာပုံအောင်နေနိုင်တယ်လို့တန်တရားရှိခဲ့ကြတယ်။သူတို့ဟာတင်းချိုင်းကိုစစ်ဆေးပြီးလှုပ်ဝက်နေရာတွေကိုရှာဖွေခဲ့ကြတယ်။တင်းချိုင်းကိုတစ်ခုရဲ့အောက်ခြေမှာလျှို့ဝှက်မြေအောက်လမ်းကြောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။သူတို့နှစ်ဦးဟာမြေအောက်လမ်းကြောင်းထဲကိုဝင်ပြီးမော်စရာကိုရှာဖွေခဲ့ကြတယ်။